Hello guys အားလုံးပဲမင်္ဂလာပါ Tropical Divine Beach ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာတော့မင်းတို့တငယ်ချင်းတွေအားလုံးစုပြီးတော့ပေါ့နော် Mamsa Beach ကို camping ထွက်ကြမယ်ဆိုပြီးတော့ urgent season ပေးခဲ့ကြပါတယ်ထုံးစံတိုင်းပဲမင်းတို့ group ကဘယ်တော့အမြဲကြရဲထားရဆိုတော့ဒီနေ့မှလည်းကြရဲထားပါတယ်ဘာလို့ဆိုတော့ဒီခီးထွက်ဖို့တော့ကြိုတင်စီစဉ်ထားမှာမဟုတ်ပဲနဲ့ရုတ်တရက်ကြီးပြုံးစားပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ကြရဲပေါင်းတသိန်းနဲ့ပေါ့နော်ဆိုတော့ဆက်ပြီးတော့ကြည့်ကြည့်ပါနောက်မှာဘယ်လိုမျိုးအခွေတွေပါလာမလဲဆိုတာရွေးရဆောင်းနေချောနေအားတော့အမကြီးပထမဆုံးထားတဲ့ခရက်ပေါ့နော်မီသွေးအိတ်ကိုခွဲမယ်ဆိုပြီးတော့ဒါကမပါလာဘူးအဲ့တော့လက်တွေနဲ့ဆွဲဖြဲတယ်ဒီဘက်မှာလည်းမီးမွှေးဖို့အတွက်ပေါ့နော်ထင်းကြောက်ကောက်တဲ့လူကကောက်တရွက်ချောက်တွေကောက်တဲ့လူကကောက်ဒါကတော့ပဲများနေတာပေါ့နော်မင်းကတော့စပြီးတော့မီးမွှေးပါပြီပေါ့နော်မီးချင်းနဲ့ချစ်တယ်မတောက်ဘူးထက်ချစ်တယ်မတောက်ဘူးလေရက်တိုက်တယ်မတောက်ဘူးစီလောင်းတယ်မီးမတောက်ပါဘူးတကယ်တော့ gas torch ကိုဝယ်ဖို့မိခဲ့တာပါအဲ့တော့ဘာလုပ်ရလဲဆိုတော့အမကြီးသူတို့စူးစမ်းပန်းစားနဲ့သူများစီအသွားပြီးတော့ငှားပါတယ် finally မီးစပြီးတော့တောက်ပါပြီယေးဒါဆိုလို့ရှိရင်တော့အကင်စကင်လို့ရပြီပေါ့နော် ယုံတော့လာပါပြီပါမလုံးတို့တဲ့မယုံတော့လာပါတော့မင်းတို့ကတော့တည်းကစီချာရောက်ရကောင်လားဟုတ်ပါရဲ့ဟုတ်ပါရဲ့ခါကြမှာဘယ်လိုရင်ခင်မဘယ်လိုရင်ခင်မကျိုင်းမှာတော့တော့ဖိုက်စားတယ်ဟာရအမီးကလူတောက်အဲ့တော့တော့နာဦးနဲ့မီးတို့ခဲလောက်ထိတ်ဟုတ်လေတိတ်ရတယ်ဟုတ်တယ်နော်ချစ်တယ်ပါတကယ်ဆိုတာ我告诉你们，俺都干的就我牛的那个嘛，咱们表嘛去。你那要一嘞？没有嘛，是那里来的。做不准，咱们不能错的，那个人的，做他妈老怪。ဘုဘောရောက်သွားဒီပါကြီးဒါတော့ကွက်ဒါတော့မဆန်နာဒါတော့အုတ်ကာဒါတော့မအုတ်ကာမိမဒါတော့ပေါလို့ပဲသားကဲအောင်မယ်ကျွန်တော်ချက်တော့ဒုက္ခဘူးဘယ်လိုဂျင်းမထင်တော့ဘာတော့လောက်ချောင်းအားကလေးပြောခါကောင်းနေချင်းတယ်ခါကောင်းနေချင်းတယ်စိတ်ညစ်လိုက်တာဟေးဘာကနေချင်တာလဲ你来干嘛了？叫什么了？叫吧。ဖြစ်သွားတဲ့ရုပ်လေးချက်လို့ကြည့်ပါဟာပလက်စစ်စနကဆွဲရမှာလေ哪里来了？နားလေလေဟာရိုင်းနေပလက်စစ်နကလည်းဟောလောက်သွားတာငါတော့ခွက်ခံလိုက်ပြီဒါပေမဲ့လည်း sorry ပဲမရှိတယ်ဒါရှိလိုက်တယ်လေတိလိုက်တယ်အဲ့တော့ငါ6ရှင်းကရောက်ဒီကောင်ဆွဲမှာရှင်းကဆွဲငါလည်းပြတူးချတယ်သူကပြတူးထက်ရှိလို့သူထက်ချလို့ရှိ6ကပဲဆွဲမှာဒါပေမဲ့တော့ပြဆိုးဖြစ်သွားရှင်းကအယောအနီအောင်အဲ့ကောင်ဘယ်ကပြီးဆွဲလိုက်တာရှစ်ကဘယ်ကလဲလေကျေးဇူးတင်တယ်လို့ပြောပါရှစ်ကပါကဲညလည်းတော်တော်နဲ့သွားပြီဆိုတော့လူတွေလည်းအရင်များလာပြီမင်းတို့လည်းစောလို့ကစားလို့ပါပြီဆိုတော့ပြန်มาတော့မယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်တတာ see you in the next video